င့်ကိုမချစ်လို့စိတ်ကုန်နေတဲ့လူတင့်ကိုဂယုမဆိုင်တဲ့လူကိုပြန်ပြီးတော့မတောင်းဆိုပါနဲ့ပြန်ပြီးတော့ဂယုဆိုင်ပါပြန်ပြီးတော့ချစ်ပါလို့မတောင်းဆိုပါနဲ့တင်ရောသူတင့်ကိုစိတ်ကုန်နေတဲ့ပြဿနာသူတင့်ကိုမချစ်တဲ့ပြဿနာဖြစ်နေပါလားသူတင့်ကိုဂယုမဆိုင်တဲ့ပြဿနာဖြစ်နေပါလားခင်ဗျဖြစ်နေတယ်ဆိုရင်ဒီအောက်မှာ1လို့ရိုက်ခဲ့ပြပါခင်ဗျသူကတင့်ကိုမချစ်ဘူးသူကတင့်ကိုဂယုမဆိုင်ဘူးသူကတင့်ကိုစိတ်ကုန်နေတယ်ဆိုရင်တင့်အနေနဲ့သူ့ကိုလုံးဝပြန်ပြီးတော့မချော့ပါနဲ့ခင်ဗျဘာဖြစ်လို့ဆိုတော့တင်းအနေနဲ့တင်းရဲ့တန်ဖိုးကိုမြင့်တက်လာအောင်မလုပ်ပါခင်ဗျ။ तू ကတင့်ကိုပြန်လာပြီးတော့ဂယူးဆိုင်တဲ့ထီကိုတန်ဖိုးကိုမြင့်တက်လာအောင်တင်းအနေနဲ့လှုပ်ဖို့လိုပါတယ်ခင်ဗျ။တင်းချစ်သူတင်းယောက်ျားကတင်းကိုစိတ်ကုန်နေတယ်တင်းကိုအရင်လိုမချစ်တော့ဘူးတင်းကိုအရင်လိုဂယူးမဆိုင်တော့ဆိုရင်အဆောင်ကိုအတုံးပြုတ်ပြီးတော့ကိုလိုတလိုသူ့ကိုထိန်ချုပ်ထားလို့ရပါတယ်ခင်ဗျ။ဒီအဆောင်ကသူ့အတွက်လည်းစိုးကြိုးမရှိပါကို့အတွက်လည်းစိုးကြိုးလုံးဝမရှိပါခင်ဗျ။အဆောင်အတုံးပြုတ်ချင်တယ်ဆိုရင်ဆရာပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျ။အဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျာ။အားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကိုချစ်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်